ကြမြည်စရာတော့အရှင်တိတ်ခါရဲ့ရင်တွင်စေတနာထဲလဲသိစေရာအများတရားတရားရှိအောင်စေရင်နိုင်အောင်စေရင်နဲ့သာနှလုံးသွင်းလို့လူကြစေရာစာကြမြည်စရာတော့အရှင်တိတ်ခါရဲ့ရင်တွင်စေတနာထဲလဲသိစေရာစာကြမြည်စရာတော့အရှင်တိတ်ခါရဲ့ရင်တွင်စေတနာထဲလဲသိစေရာသာသနာအာဇာနည်ဖြစ်တဲ့တွင်ကျွန်တော်တို့ဗုဒ္ဓရှင်တော်မြတ်စွာဘုရားကဟောကြားထားပါတယ်ခင်ဗျအမိတ်နဲ့အဖကိုဘုရားနဲ့တကိုင်းနဲ့ထားယူကိုးကွယ်ရမယ်ဒါလေးကိုကိုးကားပြီးတော့မောင်ထေဝင်းတို့ဖွဲ့ကအဖိုးရဲ့အဖွားရဲ့မိရဲ့ဖရဲ့သာသနာအာဇာနည်မွေးထုတ်ပေးလိုက်တဲ့မိခင်ဖခင်အဖိုးဖွားများကိုရှေးဥစွာညာဘိုင်းကဏ္ဍအနေနဲ့ကြိုတင်ပြီးတော့ဂါရဝပြုရခြင်းဖြစ်ပါတယ်ခင်ဗျဆရာတော်တန်ဃာတော်များကိုလည်းခွင့်တောင်းပါဖြင့်ယူသည်လေးစားစွာခွင့်တန်ဃာဖြင့်ကျွန်တော်တို့ဒီအစီအစဉ်လေးပြုလုပ်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးသိစေခြင်းလို့ရှင်းပြရခြင်းပါမင်္ဂလာပါခေါဝင်ညောင်းကောင်းကောင်းဖြာဝေဥယျာဉ်ရှင်ပြီအဲ့တော့မင်္ဂလာပေါင်းတကယ်ကြီးကမှစတိဖြာပြည်သူလာပါပါလိမ့်ခင်ဗျာကျွန်တော်များကုဏဝိသကပူဇာမင်္ဂလာသမီးအခုနေဒေသကြီး6မြို့နယ်ဥယျာဉ်ကြီးရွာအုပ်စုဥယျာဉ်ရှိကြီးရွာဘူတန်အေးတော်မြအေးတို့ဤမြည်ချက်စီကြီးရွာဥတောင်ရှိတော်ညူလုံးတို့ဤမြည်ခမဲတော်ဥကျော်လေးနေမေတော်တော်ခင်မြင့်ဤတို့ဤတားမြရဟန်းတော်သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနမြန်မာနိုင်ငံတော်အစိုးရသာသနာတစဓမ္မစတိယဘွဲ့တစိတ်တော်ရာအရှင်တိတ်ခတာရအားကျွန်တော်များမကွေတက္ကသိုလ်စန္ဒယာမောင်တေဝင်းမြန်မာမှုခေတ်ပေါ်တေဂီတာဒီအစီအစဉ်လေးကတော့ကျွန်တော်များမိဘများအဖိုးဖွားများကိုဂုဏ်ပြုပေးအပ်တဲ့အစီအစဉ်ခဏလေးဖြစ်ပါလေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြောပြီးတင်ဆက်တဲ့အချိန်ကားလေးမှာအစီအစဉ်ကဏ္ဍလေးတွေကလွဲအပ်လွဲချော်လို့မရပါကျွန်တော်တို့ဂုဏ်ပြုချင်းမြင့်တိကဖြောပြီးပေးနေတဲ့ပွဲကမြမတမဂုဏ်ဒီရှိလာတယ်ချက်တိဖြားဖြားပြည်စုံရတယ်မြမတမပီတိဝတ်တာဖြစ်ရတဲ့ဂုဏ်ပြုပွဲတစ်ပွဲပါကျွန်တော်တို့တာမန်ကျွန်တော်တို့ပြောဆိုပြောရှင်တော့ပြီးမို့ကခုံနေရတဲ့ပွဲတစ်ပွဲနဲ့မတူပါဘူးခင်ဗျာဒီပွဲလေးကအင်မတန်မှကျွန်တော်တို့အတွက်အရေးလေးပါတယ်လို့အရာလေးရောက်ပါပြီလေဒါကြောင့်မို့ကျွန်တော်တို့ဒီဆရာတော်ဘုရားကြီးအရှင်တိတ်ခတာရအားအဲ့ဒီတောင်ကြီးကလေးပေါ်မိဘဘုရားများကဝိတ္တုပေးခဲ့ပြီးတော့မိဘတို့ဝတရားဆောင်ရည်ရဲ့အတိုင်းတာမဏေဘာဘုရားတွတ်တွတ်ချီးမြှင့်ပြီးတော့တစ်စိတစ်စိပညာရည်သင်ကြားရင်းနဲ့ဆရာတော်တိတ်ခတာရဘုရားများမိဘများကိုကျွန်တော်များဂုဏ်ပြုတိစုပြီးမယ်ဒီတစ်ချင်းလေးကတာတနာအမွေကံမာရိခင်ဗျာဒီ
ဒီအချိန်ကဒီရက်ရက်တာမောင်ကြီးပြောတော့ပြည့်စုံတဲ့အချိန်ခါတမရလေးပါကျေးဇူးများတင်ပါတယ်